ခေါ်ရှင်ချင်းတွေကဘယ်စီရောက်လို့သွားလဲကံကြမ္ပါအဆူများရဲ့ငါအတွက်များဖြစ်တည်လာသလားနာကျင်ချင်းတွေကဘယ်စီကလာတလဲအဖြေရှာကြည့်လိုက်ရင်ဒါမင်းရဲ့ချိန်စားလား